အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမှာကြတော့တမောသားလူတစ်တွေ CC မလျှောက်ခင်မှာပထမဆုံးအနေနဲ့ဖြေရမယ် MPPT assessment ပေါ့နော် MPPT assessment အတွက်ကိုဘယ်လို registration လုပ်ရမလဲဆိုတာကျွန်တော်အသေးချာလေးရှင်းပြပေးပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ Google သွားမယ်ဒီမှာကျွန်တော်တို့ meriglo.com ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ပထမဆုံးအနေနဲ့ပေါ်လာတဲ့ MPPT assessment center ဆိုတဲ့ထဲကိုဝင်လိုက်ပါဆိုတော့ဝင်လိုက်ပြီဆိုလို့ရှိရင်သူတို့ခိုင်းတဲ့ procedure တွေကကြတော့ application တင်ခိုင်းမယ်ပြီးသွားလို့ရှိရင်ငွေသွင်းခိုင်းမယ်ငွေသွင်းခိုင်းပြီးသွားလို့ရှိရင်သူ့ရဲ့ဘာမှဖြေရမယ်ဘယ်လိုဖြေရမယ်ဆိုတော့ detail information ကိုသူက assessment မဖြေခင်3ရက်အလိုမှာညနေ9:00 နာရီလောက်မှာသူက email နဲ့လှမ်းပို့ပေးလိမ့်မယ်ဆိုတော့ပြီးသွားလို့ရှိရင်အဲ့ထဲမှာတွားဖြေရမယ်နေရာနဲ့ schedule တွေပါမယ်ပြီးသွားလို့ရှိရင်တွားဖြေတဲ့အချိန်ဒီမှာမဖြစ်မနေယူသွားပြီးမှကြတော့မှတ်ပုံတွေမူရင်းယူသွားပေးရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ email ပို့ထားတဲ့ကြောင်းရပါတစ်ခါ print ထုတ်သွားလိုက်ပါနော်ပြီးသွားလို့ရှိရင် result အတွက်ကိုသူက9ရက်ကြာမယ်9ရက်အတွင်းမှာเนาะကျွန်တော်တို့ assessment ဖြေပြီးသွားတဲ့အချိန်မှာ9ရက်အတွင်းကိုသူက result ကို email နဲ့ပို့ပေးလိမ့်မယ်ဆိုတော့ဟုတ်ပြီကျွန်တော် registration လုပ်ကြည့်လိုက်ကြမယ်ဆိုတော့ registration နဲ့ဝင်ပြီးသွားလို့ရှိရင်ဒီမှာနာမည်ဖြည့်မယ်ဆိုတော့ကျွန်တော်နာမည်ဖြည့်ချလိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာ gender အနေနဲ့ဆိုလို့ရှိရင် male ရေးလိုက်မယ် with the grade ဘယ်တော့လဲဆိုတော့ကျွန်တော် with the grade တစ်ခုကိုကျွန်တော်ထည့်လိုက်ပါမယ်2003with the grade တစ်ခုရွေးလိုက်မယ်ရွေးပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ with the grade အမှန်ထည့်ပေးရမယ်เนาะဒီနားမှာမှတ်ပုံနေနံပါတ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မှတ်ပုံနေနံပါတ်ကိုအပြည့်စုံဖြည့်သွင်းပေးရမှာမမှားပါစေနဲ့ဗျညဆောင်3 4 5 6ဆိုတော့ကျွန်တော်မှတ်ပုံနေနံပါတ်တစ်ခုအစမ်းထည့်ပြလိုက်တယ်ပြီးတော့လို့ရှိရင် email ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြဲသုံးနေတဲ့ email ကိုထည့်ပေးလိုက်ပါเนาะကျွန်တော်ကတော့အကြမ်းပဲဖြည့်ပေးလိုက်မယ် abc@gmail.com ပြီးတော့လို့ရှိရင်ဒီမှာ confirm email ဆိုတဲ့နေရာမှာလည်းကိုယ့်ရဲ့ email ကိုထည့်ပေးမယ်ခုနကဒီရှိမှရိုက်ထားတဲ့ email ကိုပဲပြန်ရိုက်ထည့်ရမယ် abcd@gmail.com ဒါကတော့ကိုယ့်ရဲ့အမြဲသုံးနေတဲ့ gmail တစ်ခုကိုထည့်ပေးเนาะပြီးတော့လို့ရှိရင်သူကဖုန်းနံပါတ်ဖြည့်ခိုင်းတယ်ဟုတ်သူညာကိုဆိုတော့ဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုအမြဲသုံးနေတဲ့ဖုန်းနံပါတ်တစ်ခုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တစ်ခုထည့်ထားပေးပါပြီးတော့လို့ရှိရင်ဒီမှာ test assessment ဖြေရမယ့်ရက်ကိုရွေးလို့ရတယ်အခုလက်ရှိကျွန်တော်ထောက်လိုက်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဇန်နဝါရီ22ရက်နေ့ရှိမယ်29ရက်နေ့ရှိမယ်9ရက်နေ့12ရက်နေ့ February 19 26 March လကုန်ခန်းနီးလောက် April အစောမဟုတ်သေးဘူးအောက်မှာအများကြီးပဲရှိသေးတယ်သူ assessment ဖြေလို့ရမယ့်ဟာဒီဇင်ဘာ31ထိကိုပေးထားတယ်ဆိုတော့ကိုဘယ်အချိန်လောက်ကို assessment ဖြေနိုင်မလဲဖြေနိုင်မယ့်အချိန်ကြီးကိုကိုယ့်ဘက်ကိုရွေးလိုက်လို့ရတယ်ကျွန်တော်တော့လောဆယ်22ရက်နေ့ရွေးချလိုက်မယ်22ရက်နေ့ရွေးပြီးသွားလို့ရှိရင် next step ဆိုတာလေးနှိပ်ချလိုက်မယ် next step နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကဘာလုပ်ခိုင်းလဲဆိုတော့ registration ဖြည့်ထားတဲ့ information ကိုပြန်စစ်ခိုင်းတယ်ကိုယ့်ရဲ့နာမည်အဖေနာမည်ကိုယ့်ရဲ့ email မှန်ပြန်စစ်ပြီးရင်ဖုန်းနံပါတ်မှန်ပြန်စစ်ပြီးသွားလို့ရှိရင် assessment ဖြေရမယ့်ရက်ကကြတော့ဘယ်ရက်လဲဆိုတာဒီမှာတစ်ခါရေးပြထားတယ်ဆိုတော့ဒီမှာဘာထပ်တောင်းလဲဆိုတော့ payment proof ငွေလွှဲထားတဲ့ပုံစံငွေလွှဲထားတဲ့ email ကိုငွေလွှဲထားတဲ့ screenshot ကိုပို့ပေးရမယ်ဆိုတော့အခုငွေမပေးချေရသေးဘူးဆိုရင်ငွေပေးချေဖို့အတွက်ကိုဒီမှာ scan to pay ဆိုတာဒါလေးတစ်ချက်နှိပ်လိုက်ဒီမှာ QR code လေးပေါ်လာမယ်အဲ့ QR code ကို KB ထဲမှာရှိရဲ့ scan နှိပ်ပြီးတော့ငွေပေးချေလိုက်ပြီးသွားပြီဆိုလို့ရှိရင်ငွေပေးရမယ့် amount က total က325,000ကျပ်ပြီးသွားလို့ရှိရင် तू ကအမှန် QR နဲ့ဆိုတော့ဘာနဲ့ပဲဖြစ်ဖြစ်ခြေလိုက်လို့ရတယ် ARP နဲ့ပဲဖြစ်ဖြစ် KB နဲ့ပဲဖြစ်ဖြစ်ခြေလိုက်လို့ရတယ်ဆိုတော့ပြီးသွားလို့ရှိရင်ဒီမှာ upload e-receipt ဆိုတာခုန screenshot ဝေပေးခြေပြီးသွားတဲ့ screenshot ကိုဒီမှာတင်ပေးရမယ် upload လုပ်ပေးရမယ်ဆိုတော့ဒီမှာ upload ကိုနှိပ်ချလိုက် upload နှိပ်ချပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်မှာတင်ထားလဲဒီမှာကျွန်တော် test အနေနဲ့ save ထားလေးရှိရယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ချက်နှိပ်ချလိုက်မယ်ဒီမှာဒါကျွန်တော်တင်ပြီးသွားပြီဆိုတော့ဒီနောက်ဆုံးမှာသူက payment ပေးပြီးသွားပြီလားလို့သူကမေးတယ်
payment ပေးပြီးသွားပြီလားတော့ပြီးတော့ဟုတ်တယ်ကျွန်တော် payment ပေးပြီးသွားပြီဆိုတော့ကြောင့်မို့ I confirm ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင် complete registration ဆိုတာနှိပ်လိုက်ပြီဆိုနေရှင်ကိုယ့်ရဲ့ email ထဲကိုမကြတိတ်မကြခင်ပါเนาะသူက application number ပို့လာမယ်ပြီးသွားလို့ရှိရင် assessment ဖြေရမယ့်ရက်ချိန်ပို့လာမယ်ပြီးသွားလို့ရှိရင်မှတ်ပုံတင်နံပါတ်ရယ်ဝေပြီးရှေ့ထားတဲ့အမောင့်ရယ်ပို့ထားတယ်ဆိုတော့အဲ့ထဲမှာသူကပြောထားတာကြတော့assessment ဖြေရမယ့်အချိန်ရဲ့15မိနစ်နဲ့နိုင်ခွက်လောက်စောကြူပြီးလာရမယ်ပြီးတော့လို့ရှိရင်လာပြီဆိုလို့ရှိရင်မှတ်ပုံတင်မူရင်းယူလာခဲ့ပြီးရမယ်နော်โอเคဟုတ်ပြီဆိုတော့အခုလက်ရှိကျွန်တော်သိထားတဲ့အချိန်ကြီးကတော့ဒီလိုမျိုးလေးဖြစ်ပါတယ်ဆိုတော့တခြား information ထပ်သိရပြီဆိုလို့ရှိရင်တော့ကျွန်တော်ထပ်တင်ပေးပါမယ်ဗျနော်